မှာဂိမ်းနေစောဖို့လုံးပန်းနေတဲ့အချိန်မှာအစားတော့ဦးစားပေးသူတူကတော့ဘယ်နေရာရောက်အစားကိုအရင်စားရမှာတိုင်မန်အမှကျင်းပနေတဲ့ royalty နဲ့ပို့လိုက်ဖက်ပြီးပြည့်စုံတဲ့ခန်းစားချက်ဆိုတဲ့ပွဲကိုသွားပြီးဘယ်အစားအစာတွေက royalty နဲ့ပို့ပြီးလိုက်ဖက်နေလဲဆိုတာကိုမြင်ဆန့်ခဲ့တယ်ပွဲလေးရောက်ချင်း photo booth မှာတော့ပုံလှလှလေးတွေရိုက်လိုက်သေးတယ်အမှန်ကန်စားတော့ဖို့အချိန်ရောက်ပြီဘဲဆက်မာလာရှန်ကောအာလူကျော်အကင်အားလုံး royalty နဲ့တွဲပြီးတောက်ကြည့်တဲ့အခါလဲ royalty ရဲ့အရသာပိုပေါ်လင်သွားပြီးတော့ပိုရတာရှိတယ်photo booth မှာလည်းပုံရိုက်ပြီးပြီဆိုတော့ stamp လေးတွေစုပြီးဂိမ်းဆက်စောမင်းဒဲဆိုတဲ့ challenge မှာလေနှင်းဝရတော့ဒဲကိုရွေးပြီးတော့ဒီအဝိုင်းကိုအလှည့်လိုက်တာနံပါတ်5ကြာသွားလို့ royalty တပူးလုံးကုန်အောင်မောတောက်ပြလိုက်ရတယ်ပွဲထဲမှာဂိမ်းတွေစောလိုက်အစားစားလိုက်နဲ့ကိုချစ်ခင်ရတဲ့သူတွေနဲ့လည်းစုံခဲ့သေးတယ် memory flick game မှာတော့လေမှတ်ညံမကောင်းလို့ထင်တယ်လုံးဝအောင်မနိုင်ခဲ့တာဒါကတော့မွေးလေကားဂိမ်းပေါ့နော် royalty ပွဲတိုင်းရဲ့မပါမဖြစ်ပဲအမှတ်မရှိဝင်ဆော့ပြီးငြုပ်တိကိုက်ရတာလည်းအခါခါပဲစလာတဲ့အချိန်ကျရင်တော့အဆက်ပြေတော့ royalty လေးတောက်လိုက်တယ်လေ royalty ကုန်သွားလို့နောက်ထပ်3ဘူးဝယ်ပြီးတော့မဲနှိုက်လိုက်တာကွန်းတော်လေးပါပေါက်သေးတယ်နောက်ထပ်ဂိမ်းတွေအများကြီးမှလည်းဝင်ကျွိုင်းပြီးတော့လက်ဆောင်တွေလည်းအများကြီးထုတ်ခဲ့တယ်ပုံမှန်ဆိုလေ royalty ကိုချွေးထွက်များလို့ရေတက်ဆုံးရှုံးတဲ့အချိန်တောက်ရတယ်ပဲထင်တာတကယ်တော့လေ royalty ကဘယ်စားစာနဲ့မဆိုလိုက်ဖက်တာ royalty နဲ့အစားအသောက်မျိုးစုံကိုတွဲစားပြီးဂိမ်းတွေလည်းပျော်ပျော်ရွှင်ရွှင်ဆော့ပြီးပြန်มาတော့မယ်ဆုံးဖြတ်ချပေးလို့ကျေးဇူးပါ